China စာပါမှာမနစ်ကလေးထွက်ရှိပြီးသားဖြစ်တဲ့ New Hero လေးဦးဆိုင်တန်ကတော့ဂျွန်လ18ရက်နေ့မှာ official စာပါကိုရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။တာမန် hero တွေလိုမျိုး bit point တွေ ticket တွေ diamond တွေနဲ့ဝယ်ယူလို့ရမှာမဟုတ်ပဲကာလတစ်ခုတွင်ခက်ခဲတဲ့ mission တွေလုပ်ဆောင်ပြီးမှရရှိလာမယ့် hero လေးဖြစ်တယ်။ထို့တော့ကဒီ hero ရဲ့ scale တွေကိုတစ်ချက် show လိုက်ရအောင်။ scale 1ကသုံးလိုက်တဲ့ direction light ဇာမနီငှက်တစ်ကောင်ပေါ်လာမယ်။ scale 1က enemy ကိုထိရင် magic damage 300 TT ပေးမှာဖြစ်ပြီးနောက်ဆုံးတစ်ချက်မှာတော့ knockout effect ပါမယ်။ Scale 1 သုံးတဲ့အခါ enemy ဒါမှမဟုတ် crit ကိုမထိဘူးဆိုရင်တော့အခုလိုမျိုးတစ်ချက်တည်းပဲသွားမှာဖြစ်ပါတယ်။ Scale 1က enemy hero တွေကိုသာမကပဲ crit ကိုလည်းတက်ရောက်မှုရှိပါတယ်။ဒီ hero ရဲ့အတားချက်ကဇူရှင်းလိုမျိုးပဲလမ်းလျှောက်ရင် scale တွေကိုသုံးလို့ရတာပါ။ Scale 2မှာတော့ဇာမနီငှက်တစ်ကောင်ပေါ်လာမှာဖြစ်ပြီးenemy ကို magic damage ပေးမဲ့အပြင် movement speed ကိုလည်း90%ချက်ချင်း short ပြမှာဖြစ်ပါတယ်။ Scale 2ရဲ့ damage ပေးမဲ့ကြာချိန်က3စက္ကန့်ရှိမှာဖြစ်ပြီး enemy ရဲ့ magic defense ကိုအနည်းဆုံး10%ကနေအများဆုံး20%ထိ short ချပစ်လိုက်မှာလည်းဖြစ်ပါတယ်။ဒါအပြင် Scale 2က2ခါသုံးလို့ရမှာဖြစ်ပြီးဒုတိယတစ်ခေါက်ကိုတော့ enemy ရှိရာစီချိန်ပစ်ပြီးလို့ရပါတယ်။ Scale 2ကိုတနေရာထဲမှာပဲ2ခါသုံးမယ်ဆိုရင်ပထမတစ်ခေါက်ထက်ဒုတိယတစ်ခေါက်က damage ပိုများနေပါတယ်။ Ultimate ကတော့မိမိရဲ့အသင်းသားတွေကို movement speed 40%ပေးမဲ့ပြင်တစ်ချိန်တည်းမှာလည်း enemy ရဲ့ vision ကိုအကုန်မြင်နိုင်မှာလည်းဖြစ်ပါတယ်။ Ultimate ကရည်စံရှင်း ultimate နဲ့ခက်ဆင်ဆိုပေမဲ့ရှင်ရတာမျိုးတင်မဟုတ်ပဲ enemy hero ရက်နေမယ်ဆိုရင်3.8စက္ကန့်စာ stun မိနေဦးမှာပါ။ဆိုတော့က enemy ဘက်ကစိုက်တန်အာဒီသုံးတဲ့ချိန်မှာရက်မနေပဲရှောင်ဖို့အကြံပေးပါတယ်။ Passive ကတော့တူမနာကိုကတ်လာတဲ့ enemy hero တိုင်းကိုတွန်းထုတ်လိုက်မှာလည်းဖြစ်ပါတယ်။ဝါရောင်ပတ်စစ်တန်းလေးရှိနေတဲ့အချိန် scale 1 သုံးမယ်ဆိုရင်တွေးလဲပြန်တက်နေဦးမှာပါအဲ့ဒီပတ်စစ်လေးရဲ့ရေအတွက်10ခုပြည့်သွားတာနဲ့တွေးတက်နှုန်းကလည်းရှယ်ကျန်းတော့မှဖြစ်ပါတယ်ကွန်ဘိုတွေအနေနဲ့ကတော့ scale 2နဲ့အရင်ဦးဆုံး magic defense ကိုရှော့လိုက်မယ်အဲ့ဒါပြီးရင် scale 1 စတိုက်သုံးခြင်းအပြင် damage ကိုပို့ပြီးတော့ထိရောက်စေမှာလည်းဖြစ်ပါတယ် full combo အနေနဲ့ကတော့ ultimate နဲ့အရင်ဦးဆုံး stand ပေးမယ် scale 2နဲ့ slow effect ပြင် magic defense ကိုပါရှော့ပြီး scale 1နဲ့တီးလို့ရပြီလည်းဖြစ်ပါတယ်Item Bay ကတော့ဒီထဲကအတိုင်းဆက်မယ်ဆိုရင်တွေးတက်လက်ချမ်းကူတောင်းလင်းနဲ့ဓာတ်မိပါပြင်းနေအောင်မှာပဲဖြစ်ပါတယ်။စိုက်တန်ကလိုက်လီယာဆူရှင်းချန်ကဲနာနာတို့လို enemy ကိုစိတ်ကစားပေးနိုင်ဆုံး hero လည်းဖြစ်လာမှာအသေးချပါပဲ။ဘာပဲဖြစ်ဖြစ်ဗန်းကြောင်မှာဆိုတော့ထွက်လာတာနဲ့တလားလောက်ကတော့မကင်မဲနေရအောင်ပါပါ။အဲ့ဒီအတွက်ကြောင့်လည်းအများကြီးမျှော်လင့်မထားကြပါနဲ့။ Mobile Legends နဲ့ပတ်သက်ပြီး hero တွေ Amblani အကြောင်းကိုတင်ပေးသွားအောင်ပါပါ။အဲဒီကြောင့်မို့လို့လည်းကျွန်တော်ရဲ့ YouTube channel လေးနဲ့ TikTok account ကိုလည်း follow and subscribe လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။နောက်ပြီးကျွန်တော်ရဲ့ TikTok account follower 30k ပြည့်ရင် Starlight Cat တကက်ဖုန်းပေ3000 weekly bet တစ်ပတ်စာမဲဖောက်ပေးသွားအောင်ပါလည်းဖြစ်ပါတယ်။အဲဒီအတွက်ကြောင့်မို့လို့လည်း TikTok account လေးကို follow ပေးဖို့မမေ့ပါနဲ့။ကျွန်တော်ကတော့အနုဘစ်ပါ။